အားလေရဲ့အမကန်အစီဖင်ခံတို့များအားလေကိုရောက်တဲ့ခီးသွားတိုင်းအားလက်အစီဖင်ခံတို့တွေကိုမြင်တမ်းနဲ့မနေနိုင်အောင်စိတ်ဝင်တစားဖစ်ကြရတာအသေးကြပါပဲဒီတို့ရဲ့ဖင်တွေဟာအန်အောစရာကောင်းအောင်နူးညံ့ဒီခုံနေတယ်လို့မျိုးလှုပ်ခါနေတာကြောင့်လူအများစုကအကန့်ကြည့်ကျင်ကြပါတယ်ဒီနမဲကျော်အစီဖင်ခံတို့ရဲ့ထူးခြားချက်ကသူတို့ရဲ့ဝိုင်းဆက်ကြီးမားတဲ့အမီးတွေပါပဲဒီအမီးတွေဟာတိုးတကောင်ရဲ့ခန္ဓာကိုယ်အလေးချိန်ရဲ့6ပုံတပုံထိရှိနိုင်ပြီးစွဲရင်80ရာခိုင်နှုန်းထိတိုးလောင်ထားနိုင်ပါတယ်သူတို့လမ်းလျှောက်တဲ့အခါအမီးတွေဟာဘဲညာရိမ့်ရွက်နေပြီးခုံတို့ဆိုတဲ့စတန်တော့ကသူတို့ရဲ့ဟန်ပန်ကိုအကောင်းဆုံးဖော်ပြနေပါတယ်။ကျောင်းတကောင်လိုပေါ်ပေါ်ပါပါလက်လိုက်တဲ့အခါမျိုးမှာတော့ဒီအမီးတွေရဲ့လှုပ်ရှားမှုကဘေးကကြည့်နေတဲ့သူတွေကိုဆွဲဆောင်နိုင်ပါတယ်။ဒီလိုကြီးမားတဲ့ဖင်တွေနဲ့အမီးတွေဟာသဘာဝရဲ့ရွေးချယ်မှုကြောင့်ဖြစ်ပေါ်လာတာပါ။ကျင်းထန်းတဲ့ကျောင်းတောင်မြေပြင်မှာဒီကြီးမားတဲ့အမီးဟာဟန်ချက်ထိန်ပေးတဲ့အလဲချိန်တစ်ခုဖြစ်ဆောင်ရပြီးတိုးတွေကိုဟန်ချက်ညီအောင်ထိန်းထားပေးကလဲကျခြင်းကနေကာကွယ်ပေးပါတယ်။ဒါအပြင်အားလေရဲ့ပတ်ဝန်းကျင်ကလည်းကျန်းထန်းပြီးဆောင်းရာသီမှာအလွန်အေးခဲပါလေ။ဒီလိုပတ်ဝန်းကျင်မှာရှင်ထန်နိုင်ဖို့တိုးတွေဟာစွမ်းရည်တွေကိုတက်နိုင်သမျှများများတိုးလောင်နိုင်အောင်ဆင်ကဲပြောင်းလဲလာခဲ့ကြပါသူတို့ရဲ့ဖောင်းကြနေတဲ့အမီးတွေကဒီလိုကျန်းတဲ့ပတ်ဝန်းကျင်ကိုခံရရှိအောင်ကူညီပေးသလိုပြည်တဲ့အခါမှာလဲဟန်ချက်ထိန်နိုင်ဖို့အထောက်အကူပြုပါတယ်